အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့ကျမတို့ချင်းမိုင်ကနေချင်းရိုင်းကိုသွားနေမှာဖြစ်ပါတယ်ပထမဆုံးဝင်ပြတဲ့နေရာကအခါတိုးချန်မှာဒီတိုးချန်ကဒိုင်ချန်တောင်တန်းပေါ်မှာတည်ရှိပြီးတော့မှအရန်ကိုရှုခင်းလာတဲ့နေရာလေးပါကျမရောက်ရင်မဖြစ်မနေသွားမယ့်နေရာတစ်ခုက White Temple ပါဒီ White Temple တစ်ခုလုံးကိုဖြူအောင်စေတုပ်ထားပြီးတော့လင်းပြန်ဖန်ကြားတွေတက်ထားပါတယ်ဒါ့အပြင်ပြောင်မြောက်တဲ့အမှုပညာလက်ရာကြောင့်မို့လို့အတော်လေးပိုလာပါတယ်ဒီလူကူးလန်းလေးရဲ့အဓိပ္ပာယ်ကလူတွေဟာမကောင်းမှုကိုပြုရာကနေညံလင်းပွင့်ပြီးတော့ကောင်းခြင်းသမားဘက်ကိုကူပြောင်းလာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်Temple ပြီးရင်သွားမယ်နောက်တနေရာက Blue Temple ပါအပြာရောင်နဲ့ရွှေရောင်ကိုပေါင်းစပ်ထားတဲ့အတွက်ကြောင့်မို့လို့ထူးခြားတယ်လို့ဆိုရမှာပေါ့နော်ချင်းရိုင်ကနာမည်ကြီးကော်ဖီဆိုင်တွေတခုကလာလီတာပါဒီကော်ဖီဆိုင်ကအရန်ကိုတာယာလာပတ်ပြီးအေးချမ်းတဲ့အတွက်ကြောင့်နက်ပြေရောက်သွားတယ်လို့ခန်းစားရစေရလို့တောင်းဆိုကြပါတယ်အခုရောက်နေတဲ့နေရာကချင်းရိုင်မြို့ပြင်မှာရှိတဲ့ကွန်ရင်မဲတော်ရုပ်ထုတည်ရှိတဲ့နေရာပါဒီကွန်ရင်မဲတော်ရုပ်ထုတွင်မှာထပ်ပေါင်း25တန်းရှိပြီးတော့ကျမတို့ဓာတ်လေကာနဲ့တက်လို့ရပါတယ်ကွန်ရင်မဲတော်ရုပ်ထုရဲ့မျက်လုံးတော်ကနေချင်းရိုင်တစ်မျိုးလုံးရဲ့ရှုခင်းလေးကိုလမ်းကြည့်လို့ရပါတယ်နော်ချင်းရိုင်မှာတရက်လည်းပြခဲ့တာလေးကိုမျှဝေပေးတာပါဒီဗီဒီယိုကိုကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်